Welcome back to my voice my life ဒီနေ့ကကျွန်တော်ထိုင်ဝမ်မြို့မှာရှိတဲ့ Jufan ဆိုတဲ့နေရာလေးကိုခေါ်သွားမှာဖြစ်ပါတယ်ဒီမြို့လေးကကြတော့ထိုင်းနိုင်ငံချင်းမိုင်ကမဲကပ်ပေါ်လို့မြို့လေးပေါ့နော်သူကတောင်ထိပ်ပေါ်မှာရှိပြီးတော့ရွာလေးကအရန်ကိုခီးသွားနေစီခါတဲ့နေရာလေးတစ်ခုပါဒီနေရာကိုသွားဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဒီထိုင်ဝမ် main station ပေါ့နော်အဲ့ဒီကနေကျွန်တော်တို့ Jufan ဆိုတဲ့ရထားဂိတ်ဆုံးထိကိုကျွန်တော်ရထားစီးသွားပါတယ်။အဲဒီကနေမှတစ်စင်းကျွန်တော်တို့ဘတ်ကားစီးပြီးတော့မိနစ်20လောက်တောင်ပေါ်တက်လိုက်တာနဲ့ Jufan ဆိုတဲ့ရွာလေးကိုရောက်တာပဲဖြစ်ပါတယ်ခင်ဗျာ။အခုဆိုကျွန်တော်တို့ Jufan ဆိုတဲ့ရထား station ကိုစိုက်ပြီးဖြစ်ပါတယ်။ဒီမှာရထားဂိတ်ဆုံးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘလုံးဆင်းပြီးတော့လမ်းလျှောက်သွားရုံပဲဘတ်ကားမှတ်တိုင်ရတယ်ရထားဘူတာနေဆင်းတာနဲ့ဘဲဘဲခွေလိုက်ရောက်ပါတယ်ခင်ဗျာအခုချိန်ကအမှန်တကယ်မိုးမရွာဘူးဆိုရင်ဒီနေ့ကအရန်လာပါမယ်ကျွန်တော်ကတော့ cancel ခေါ်တယ်တော့မိုးရွာတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးအဆင်မပြေဖြစ်ခဲ့တာပေါ့နော်ဒီဘတ်ကားလေးနဲ့ကျွန်တော်ကတောင်ထိပ် Jufan ဆိုတဲ့စီကိုသွားတာလူကတော့တော်တော်များတယ်ပေါ့အမေကောက်မှာတော့ချိန်ကအကြာကြီးစီးရတာမဟုတ်တဲ့အတွက်ကြောင့်မအဆင်ပြေပါတယ်ဒီတောင်ပေါ်တက်နေခါလန်တစ်ချောင်းမှာဆိုလဲကျွန်တော်တို့ဒီပင်လယ်ဝါလို့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးမြင်ရတဲ့ကြောင့်မို့တကယ်မိုးတာမရွာအောင်ဆိုရင် view ကတော်တော်လှမှာပေါ့နော်အခုကျွန်တော်တို့ဒီအကွေ့ကျော်လေးနေရာကကျွန်တော်ကားပွားဆင်းရပြီးတော့ Jufan ဆိုတဲ့ရွာလေးပေါ့နော်ဒီလမ်းကြောင်းလေးထဲဝင်ရတဲ့ပြင်ပေါက်ပဲဖြစ်ပါတယ်ဒီနေ့က weekend လေးဖြစ်တာမို့လို့ခီးသွားတယ်အရင်များတယ်နောက်တစ်ခါကျတော့ဂျာစီဦးတို့ကလည်းသိမตาရတဲ့အခါကျတော့နည်းနည်းလေးအဆင်မပြေတာမျိုးကြီးကြုံရပါတယ်ဒါပေမဲ့လူများတာနဲ့အတူဒီမှာအစားတောက်တွေအရန်ကောင်းတယ်နောက်တစ်ခုကကျတော့ကိုကထိုင်ဝမ်ကနေဆူဗီနီယာပစ္စည်းလေးဝယ်ခြင်းနဲ့ဆိုလေဒီမှာဝယ်ရင်ဒီဇိုင်းမျိုးစုံဈေးသက်သာနဲ့တော်တော်ကိုရတယ်အစားတောက်တွေဆိုလေတော်တော်ထူးထူးဆန်းဆန်းလေးပေါ့နော်တကယ်ပြီးနောက်တစ်ခါကျတော့ထိုင်ဝမ်မှာရောက်တဲ့အချိန်မှာစားနိုင်တဲ့ဒီ signature food လေးတွေလည်းဒီမှာညီစမ်းကြည့်လို့လည်းရပါတယ်နော်ကျွန်တော်ကတော့တွိုင်းလာရင်လည်းလမ်းမှာဒီ purple တီးလေးနဲ့ပူတင်နဲ့လောက်ထားတဲ့အပူပေါ့နော်အဲ့ဒီဟာလေးတွေ့လို့ကျွန်တော်တို့ကကြီးစမ်းခဲ့ပါတယ်စားလို့အရင်ကောင်းတယ်ထိုင်ဝမ်ရောက်ရင်ကျွန်တော်တို့ကဘယ်လိုပြောမလဲဒီ purple တီးလေးတောက်ရတာရေနောက်တစ်ခါကျတော့ခောက်ဆွဲရေရှောင်းလုံးပေါင်းရင်ဒါကတော့ must try ဆိုတော့ကျွန်တော်ဒီရောက်တဲ့အချိန်မှာဒါကိုမြည်စမ်းခဲ့ကြပါမယ်အရသာတကယ်ကိုကောင်းပါတယ်ခင်ဗျာဒီတောင်ထိပ်နားမှာဆိုရင်နောက်က view ကြီးနဲ့ကျွန်တော်တို့တက်ပုံရိုက်တဲ့နေရာတွေရှိတယ်။တကယ်ရာသီဥတုကောင်းနေဆိုဒီနေရာစိမ့်ဆိုပြီးတော့ဒီပင်လယ်ပြင်ကြီးပါမြင်ရအရန်လှတဲ့နေရာတစ်ခုပါ။ပြီးတော့ဒီနားမှာ coffee ဆိုင်တွေရှိတယ်လို့ coffee ဆိုင်ဆိုတာထက် tea ဆိုင်တွေပေါ့နော်ဒီလက်ဖေးဆိုင်တွေကိုလာ try လုပ်တဲ့သူတွေရပါတယ်။အခုတန်းစီရဲ့နေရာကကျတော့ဒီ taro ball နဲ့ပတ်သက်ပြီးတော့အရန်နာမည်ကြီးဒီ Jufan ရဲ့ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။လူရန်များလို့ကျွန်တော်ကတော့တန်းစီပြီးတော့မစားဖြစ်ခဲ့ပါဘူး။ဒါလေးကကျတော့ tea ဆိုင်လို့ပေါ့နော်ဒီ tea ဆိုင်ကကျတော့ထိုင်ဝမ်မှာကသူတို့ရဲ့လက်ဖိတ်ကြီးအရန်နာမည်ကြီးတယ်အဲ့ဒါကိုလည်း meet try ဖြစ်ပါတယ်ဟိုကျွန်တော်တို့ပြီးသွားပြီဆိုတော့ဒီအိမ်ကြားလေးရတဲ့ဆင်ဖြတ်ပြီးတော့ကျွန်တော်တို့ bus car ရှိရစီကိုပြန်သွားတာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ထိုင်ဝမ်ရောက်ပြီဆိုရင်ကိုလည်းအချိန်ပေးနိုင်နေဆိုရင်ဒီ Jufan ဆိုတဲ့တောင်ပေါ်ရွာလေးကိုလာရောက်နိုင်ဖို့အတွက်ကျွန်တော်ကဒီမှာဝေမျှပေးလိုက်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်